အိမ်တအိမ်မှာအဖေရဲ့အမေရဲ့သားတွေသမီးတွေရဲ့ရှိတယ်ဘသူအရေးကြီးဆုံးတော့ပြောမယ်အဖေအရေးကြီးတယ်ဟဲ့မဟုတ်ဘူးအမေအရေးကြီးတာမဟုတ်ဘူးကွာအနာဂတ်အတွက်လူငယ်တွေကအရေးကြီးတာကွာလို့အမျိုးမျိုးညှင်းခုန်နိုင်တယ်၃ယောက်လုံးအရေးကြီးကြအောင်ကျွန်တော်ပုံပြင်လေးတွေနဲ့ပြောချင်တယ်ဟုတ်တယ်အိမ်တအိမ်မှာအဖေအရေးကြီးတယ်လို့အမေလည်းအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အဖေတွေကနေရာတကာမှာခေါင်းဆောင်မှုဘူးနော်ရှင်အောင်ချလိုက်တာနဲ့နောက်လိုက်ဖြစ်သွားကြတာဒီတော့ရှင်အောင်နဲ့ကမိန်းမတရောင်နဲ့တွက်ပြီးမြောက်ပေးသမျှတို့ပေးသမျှနဲ့ဘဝပြတ်သွားတဲ့ယောက်ျားတွေလည်းအများကြီးပဲဒါနဲ့ပတ်သက်လို့ပုံမြင်လေးတစ်ပုဒ်လောက်ကျွန်တော်ပြောပြချင်တယ်ပုံမြင်လေးနာမည်ကမျိုးစေ့တခါလုံးကတဲ့ဟိုးရှိတုန်းကပေါ့ဒီဘက်ခေတ်မဟုတ်ဟိုးရှိတုန်းကဘယင်ကြီးတစ်ပါးရှိတယ်အဲ့ဒီဘယင်ဆိုတာထုံးစံအတိုင်းမိန်းမတော်ရှိမှာပေါ့၄၅၆ယောက်9ယောက်ရှာပါသားတော်လေးတစ်ပါးပဲမွေးဖွားတယ်အဲ့ဒီသားတော်လေးကအထာရတ18ရက်ကိုသူဘလို့ပဲသင်ကြားတတ်မြောက်ပြီမဲ့သူဝါသနာပါတာကစာဖတ်တာနဲ့ပန်းပင်တစ်ပင်စိုက်တာဝါသနာပါသူ့အသက်အစိတ်လောက်ရောက်တဲ့အချိန်မှာသူ့ရဲ့ဖခင်ကြီးတော်ကလည်းအသက်ကကြီးသူ့သားကိုအိမ်ရှိဥပယာစာအဖြစ်ထားပြီးတော့ထီးနှန်းကိုလွှဲပေးခြင်းပြီးဒီသားလေးကိုခက်တာသူ့သားမှာကျင်ရတော်ဇနီးမယားမရှိတော့သူ့သားမိန်းမယူမှသူ့သားမှာမိဖုရားရှိမှဘယင်ဖြစ်ရမှာဆိုတော့သူ့သားကိုမိန်းမယူဖို့အတွက်သူ့ဖခင်ကြီးတော်ကိုယ်တိုင်ခုနှစ်ပြည်တောင်ကမင်းသမီးတွေနဲ့ဆက်ဖို့ကြိုးစားတယ်အဲ့ဒီလိုကြိုးစားတဲ့အချိန်မှာသားတော်လေးကသူ့အဖေကိုသူ့ရဲ့နန်းရင်ပြင်မှာပဲရှောက်ထားတယ်မှန်လားပါရှင်ဗျာသားတော်အတွက်ကျင့်ရတော့သားတော်ကိုယ်တိုင်ရှာပြရစီမဟုတ်ဘူးငါရဲ့မူးတွေမတ်တွေနဲ့တိုင်ပင်ပြီးသားမင်းအတွက်တင့်တော်မဲ့ကျင့်ရတော့ငါတို့ရှာပြီးပြီမှန်လားပါရှင်ဗျာသားတော်ကိုယ်တိုင်ရှာပြရစီမဟုတ်ဘူးမူးတွေမတ်တွေနဲ့ငါတို့ကတိုင်ပင်ပြီးပြီရှင်ဗျာအမှန်တိုင်းပြောပြရစီမူးမတ်ဆိုတာမြန်မာစကားအစ်စ်ပါဗျာမှုဆိုတာအကြည်အမူမတ်ဆိုတာတက်မှတ်အောင်ဆောင်ရွက်ပေးရသူပြည်သူနဲ့ဘရင်အကြားပြည်သူခံစားချက်တွေကိုမှန်မှန်ကန်ကန်တက်မတ်ပြောဆိုတင်ပြရတဲ့တတ္တိရှိသောအကြည်အမူကိုမူးမတ်လို့ခေါ်တယ်အခုဖခင်ကြီးတော်ဘေးနားမှာရှိတဲ့မူးမတ်တွေကအဲ့ဒီလိုမူးမတ်အစ်စ်တွေမဟုတ်ဘူးတကြမ်းမပြေလို့ခေါ်တဲ့မူးမတ်တွေနဲ့တူနေတယ်ဒါကြောင့်မို့လို့အဲ့ဒီမူးမတ်တွေကိုသားတော်မတိုင်ပင်တော့ဘူးသားတော်စီမံထားတဲ့အစီမံကိုဖခင်ကြီးတော်အချိန်တိုင်းသိပါလိမ့်မယ်မင်းဘယ်လိုစီမံတာတော့ဖခင်ကြီးတော်လေ့လာပါဒီလိုနဲ့မှတ်ကောင်းအောင်တကူလာပြည့်နေမှာတကူလာပြည့်နေမတိုင်ရင်မောင်းချင်းနဲ့လက်ခတ်ထားတယ်ဤတိုင်းပြည်ရှိရှင်ဘုရင်ကြီးသားတော်အိမ်ရှိဥပယာစာသည်မကြာခင်မင်းလျောင်မင်းလျာအဖြစ်ဘုရင်အဖြစ်ထီနန်တက်မည်ဖြစ်သောကြောင့်ဘုရင်အတွက်မိဖုရားတစ်ပါးကိုရွေးချယ်မည်ဖြစ်သည်မိဖုရားဖြစ်လို့သူအမျိုးသမီးတိုင်းသည်အသက်18နှစ်ပြည့်